အခုကျွန်တော်ပြောပြပေးချင်တာကအရာတစ်ခုကိုအမြင်မတူတဲ့အကြောင်းလေးဖြစ်ပါတယ်Robert Kiyosaki ရေးတဲ့ Rich Family Smart Family ဆိုတဲ့စာအုပ်မှာမြန်မာဘာသာပြန်ကတော့လာမင်းတောင်းထွန်းကပြန်ထားပါတယ်ချမ်းသာသောမိသားစုထက်မြက်သောမိသားစုဆိုပြီးတော့ဖြစ်ပါတယ်အဲ့မှာအခန်းခွန်မှာဗာလေးတော့တွေ့လဲဆိုတော့တစ်ပင်တစ်ပင်ရဲ့အကြောင်းကိုချမ်းသာသောဖေဖေနဲ့ဆင်းရဲသောဖေဖေကဘယ်လိုမြင်လဲချမ်းသာသောဖေဖေကပတ်စံကတစ်ပင်တစ်ပင်လိုပဲကြီးထွားတတ်တယ်လို့မကြာခဏပြောလို့ရှိတယ်ဆင်းရဲသောဖေဖေကတော့ပတ်စံကတစ်ပင်ကနေမသိဘူးဟုခဏခဏပြောလို့ရှိတယ်ဒါဆိုရင်တစ်ပင်ကတစ်ပင်ပဲအမြင်ကွဲပြားသွားတယ်ဆိုတာကိုတွေ့ရပါတယ်ကိုကရောတစ်ပင်ကိုဘယ်လိုမြင်လဲကိုမြင်တဲ့ပုံမှာမူတည်ပြီးတော့ရှေ့ဆက်ပြီးရှောက်ကြရမှာပါပဲ